တစ်ဖန်တီးထားတဲ့ project အသစ်ကိုပဲသူတငယ်ချင်းကိုဂုံယူဝင့်ကြွားစွာနဲ့ပြသနေခဲ့ပါတယ်။ဒါပေမဲ့အလုပ်တွေထဲမှာနစ်မြုပ်နေတဲ့နောက်ဆိုင်ရဲ့ကဘာကြီးချက်ချင်းရပ်တန့်သွားမဲ့အကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်။သူ့ရဲ့အတွင်းရင်းမှုမလေးအပြေးလွှားရောက်လာပြီးဆရာဒီနေ့ဆရာသူကတော့ဒေတာခံကုမ္ပဏီတစ်ခုမှာကြော်ညာမန်နေဂျာတယောက်ဖြစ်အလုပ်လုပ်နေတဲ့သူပါသူ့ကိုကြည့်လိုက်ရင်နေတိုင်းကိုမနှက်ဖြန်ဆိုတာမရှိတော့တယ်လို့မျိုးအသက်ရှင်ပြီးအလုပ်တွေကိုယူယူမှုမှုလုပ်နေတတ်တဲ့သူတနည်းပြောရရင်တော့တကယ် workaholic အလုပ်ဆွဲလန်းသူကြီးပေါ့အလုပ်တွေဘယ်လောက်ပဲကောင်းကောင်းသူ့ရဲ့ကိုယ်ရေးကိုယ်တာဘဝမှာတော့အဆင်မပြေမှုတွေရှိနေပါတယ်ဒါကတော့သူ့ရဲ့ချစ်သူကောင်းမလေး Angelica ပါနောက်ဆန်ကအလုပ်တွေပဲဖိလုပ်နေတော့ Angelica ကိုအချိန်ပေးဖို့လုံးဝမေ့လျော့နေခဲ့တယ် Angelica ကတော့သူတို့နှစ်ယောက်ကြားထဲမှာခဏလောက်နာပြီး quality time လို့ခေါ်တဲ့အတိတ်ပဲရှိတဲ့အချိန်လေးတွေအတူတူဖြတ်တန်းကျင်နေတာပါဒါပေမဲ့နောက်ဆန်ကတော့အလုပ်ကလွယ်ရင်ဘာမှမမြင်တဲ့ချစ်ကန်ကန်လူစားမျိုးလေးဒီနေ့လည်းအလုပ်ကိုထုံးစံအတိုင်းသွားခဲ့ပါတယ်လမ်းမှာသူ့ရဲ့တငယ်ချင်းနဲ့ဆုံဖြစ်တော့လဲသူ့တငယ်ချင်းကမင်းအလုပ်တွေကြီးပဲစိတ်ကူမနေပါနဲ့ကွာကိုလည်းအချိန်ပေးဦးဆိုပြီးစူပူတတိပေးတာခံရပါသေးတယ်ဒါပေမဲ့နောက်ဆန်ကတော့ဒါကိုဂရုမစိုက်ပဲသူအစ်စ်ဖန်တီးထားတဲ့ project အသစ်ကိုပဲသူ့တငယ်ချင်းကိုဂုံယူဝင့်ကြွားစွာနဲ့ပြသနေခဲ့ပါတယ်ဒါပေမဲ့အလုပ်တွေထဲမှာနစ်မြုပ်နေတဲ့နောက်ဆိုင်ရဲ့ကဘာကြီးချက်ချင်းရပ်တန့်သွားမဲ့အကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်သူ့ရဲ့အတွင်းရင်းမှုမလေးအပြေးလွှားရောက်လာပြီးဆရာဒီနေ့ဆရာရဲ့ရင်မောင်းလိုက်စင်စာမွေးကိုမဖြစ်မနေသွားပြရပါမယ်မဖြစ်ရင်မနှက်ပြန်လိုက်စင်ပိတ်သိမ်း suspend ခံရပါလိမ့်မယ်လို့တတိပေးလိုက်တာပါအလောက်ကလွယ်ရင်ဘာမှမသိတဲ့နောက်ဆန်တယောက်ဒီတစ်ချိန်မှာတော့ဘာမှညှင်းဆန်ခွင့်မရှိပဲရွေးချယ်စရာမရှိတော့ပါဘူးနောက်ဆုံးမှာတော့သူဟာလူအုပ်ကြီးနဲ့အတူစာမွေးခန်းထဲမှာရင်မောင်းလိုက်စင်စာမွေးဖြစ်ဆိုဖို့ရောက်ရှိသွားပါတော့တယ်စာမွေးခန်းထဲမှာအားလုံးတိတ်ဆိတ်နေတော့ရုတ်တရက်ဆိုသလိုဆော်ရလို့ခေါ်တဲ့ထူးထူးဆန်းဆန်းမိန်းကလေးတယောက်ခန်းထဲကိုဝင်လာပါတယ်သူမရဲ့လက်ထဲမှာတော့ဈေးဝယ်လာတဲ့ကုန်စုံပစ္စည်းအထုပ်တွေအပြည့်နဲ့ပေါ်ကြည့်ရတာဈေးဝယ်ပြီးရတဲ့စာမွေးခန်းထဲတန်းဝင်လာတဲ့ပုံစံမျိုးမှလို့ခန်းထဲကလူတွေအားလုံးရဲ့အကြည့်ကသူမစီကိုပဲရောက်သွားကြပါတယ်ဒီဆာရက်ဆိုတဲ့မိန်းကလေးကနောက်စနေတော့လုံးဝဆန့်ကျင်ဘက်ပါပဲသူမကဘဝကိုအကောင်းမြင်စိတ်ပြေးနဲ့ရင်ဆိုင်တက်ပြီးသူတစ်ပါးနဲ့ပြိုင်ဆိုင်နေတာထက်ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းရတာကိုပိုသဘောကျတဲ့သူပါဒါပေမဲ့တစ်ခါတလေကြာရင်တော့သူမရဲ့အပြုတ်မှုတွေကကလေးဆန်တော့ပေါ့စာမွေးဝက်စားတာနဲ့နောက်စတယောက်ဒုက္ခလာတွေ့ပါတော့တယ်ဘာ